မင်္ဂလာပါကျွန်တော်ကိုလမေးနေကြတော့ကျွန်တော်တို့ဒီ Vivo တို့ Water တို့အသုံးဖို့အတွက်ကိုဖုန်းလုံးတဲ့ stand ကိုဘယ်မှာဝယ်ယူရမလဲလို့လမေးနေညီကိုအတွက်ကိုကျွန်တော်ပြန်ပြီးတော့ဒါမျှဝေပေးမှာဖြစ်ပါတယ်။နောက်ဝယ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ထဲမှာ Play Store မှာဒီ Elizabeth ဒီ application ကိုကျွန်တော်တို့ဒါ download ဆွဲယူရမှာဖြစ်ပါတယ်။ဒီ software ရဲ့နာမည်ကိုကျွန်တော်အတန်တော့မှားရင်လည်းနားလည်ပေးပါ။ဒီ Elizabeth မှာကျွန်တော်တို့ဒါဒီ download ဆွဲပြီးတော့ကျွန်တော်ဒီ software ဝင်မှာဆိုရင်ဒါကအကောင့်ဖွင့်ရလွယ်ကူတယ်နော်ဒါဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီregion ကတော့ဒါမြန်မာကိုကျွန်တော်ကမြန်မာနိုင်ငံလူမျိုးဆိုလို့ရှိရင်ဒါမြန်မာကိုကျွန်တော်တို့ဒါရွေးပြီးတော့ဖွင့်ထားရမှာဖြစ်ပါတယ်မြန်မာနိုင်ငံကိုကျွန်တော်တို့ဒါရွေးထားရမှာဖြစ်ပါတယ်နော်ဒါ Gmail နဲ့ကျွန်တော်တို့ဒါဝင်လိုက်ရုံနဲ့ကျွန်တော်တို့ဒီ Facebook account ထက်လောက်မှဖွင့်ရလို့သေးတယ်အဲ့လောက်ကြီးမခက်ခဲဘူးဒါကကျွန်တော်ကဒီ Gmail နဲ့ကျွန်တော်ဝင်လာမိတာဖြစ်တဲ့အတွက်ကိုကျွန်တော်အကောင့်မှာလည်းကျွန်တော်ကဒါမြန်မာနိုင်ငံမှာရွေးမြန်မာပေါ်တယ်တကယ်လို့ဒါဝယ်နေရမှာဆိုလို့ရှိရင်ကျွန်တော်ဒါအရင်ရွေးပြရမှာနော်ဒါကကျွန်တော်ကဒီလိုမျိုးပေါ့အခုဒီမျိုးဒီအကောင်ပုံစံမျိုးဖုန်းထုတ်တဲ့ stand ကိုကျွန်တော်ဝယ်မှာဖြစ်တဲ့အတွက်ကိုဒီလိုမျိုးဖုန်းထုတ်တဲ့ဒီ stand လေးကိုကျွန်တော်ဝယ်မှာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒါတပ်ပုံရိုက်တယ်ပြီးတာဖြစ်ပဲเนาะတကယ်လို့တကယ်ချင်းတို့မှာကျွန်တော်အခုတင်တဲ့ video ထဲမှာတွေ့လို့ရှိရင် screenshot ရိုက်တာပြီးတော့သိနေတာပါအဲ့ဒါကိုယူပြီးတော့ကျွန်တော်တို့ဒီတောက်မှာကင်မရာပုံဝင်ရှိတယ်အဲ့ဒါကိုတစ်ချက်နှိုက်ပါနှိုက်ပြီဆိုရင်ကျွန်တော်ကတပ်ပုံရိုက်ရတာရှိတယ်တပ်ပုံရိုက်ရတာရှိတာကိုအဲ့ဒါကိုတစ်ချက်နှိုက်လာပါနှိုက်လိုက်စဉ်ဒါလေးတွေပေါ်လာမှာနော်ပေါ်ပြီးဆိုလို့ရှိရင်သူမှာကဒီပို့ဆောင်ကနဲ့ပါတယ်မှာတစ်ခါတည်းပုံဖြစ်ပါတယ်သူကဈေးအစားအစားရှိတယ်ဈေးကတော့မတူဘူးကိုကဘယ်လိုမျိုးလူချင်လဲပေါ့သူအနှင်းမြန်กว่าလို့ဈေးကွာတာနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်ဒါယူလာမှာဒါကိုယူလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဝယ်မယ်ဆိုကြပါစို့ဝယ်မယ်ဆိုကြပါသူကြီးရတယ်ဈေးကတော့3000ကျော်ဆိုပြီးမဲ့သူကရက်အောက်မှာရက်ရှိတယ်နော်ရက်က15ရက်ကနေရက်90ကိုအတော်တွင်းကြာနိုင်တယ်ဆိုတဲ့အကြောင်းသူကရေးရတယ်ဒါကြောင့်မို့လို့ဈေးကသူကနည်းတာဖြစ်ပါတယ်ဒါကတော့သူကပို့ဆောင်က9000ကျော်ဆိုပြီးတော့သူကရေးရပဲပေးတာဖြစ်ပါတယ်နော်ဒါ free ရောမပါဘူးဒါ free ဆိုတာမရှိသေးဘူးပို့ဆောင်က free ဆိုတာမရှိသေးဘူးနောက်တစ်မျိုးကျွန်တော်တို့ကြည့်မယ်ကိုကအမြန်လိုချင်မယ်ဆိုလို့ရှိရင်အမြန်ဈေးပဲသွားမှာဖြစ်ပါတယ်နော်ဒါကဒီ9000ကျော်နေရကျွန်တော်ချက်နိုင်မယ်နှိပ်ပြီဆိုလို့ရှိရင်ဒါက73ရက်ကနေ23ရက်အတွင်းကိုဒါမြန်မာနိုင်ငံကိုရောက်ရှိမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါကိုကျွန်တော်တစ်ချက်ပိုင်းအောင်ကျွန်တော်ချက်နိုင်မယ်နှိပ်ပြီဆိုလို့ရှိရင်ဒါကိုတစ်ချက်ထပ်နိုင်မယ်ထပ်နိုင်ပြီဆိုရင်သူ့ရဲ့ဈေးကသူ့ရဲ့ဒီဆက်ရဲ့ဈေးက$3ကျော်ရှိတယ်$3နဲ့69ရှိတယ်တကယ်လို့ကျွန်တော်ကဒါရီဝယ်ချင်မှဆိုလို့ရှိရင် Vivo application ကိုလောလောဆယ်က try ပြီးတော့နောက်မှဝယ်ပါလို့လည်းရပါတယ်ဒါဝယ်မယ်ဆိုရင်ဆက်စုပေါင်းဆိုလို့ရှိရင်ကျွန်တော်တို့အောက်မှာယူရေးရတယ်เนาะပိုးဆောင်ကရောပါရော PC ဆိုလို့ရှိရင်